ကဘာတဝမ်းကစိတ်ဝင်စားစောင့်ကြည့်နေရတဲ့အရှိအလဲပိုင်းဒေသရဲ့အခြေအနေတွေဟာအခုဆိုရင်တော့အလွန်ကိုထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့အဆင့်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ပရိသတ်ကြီးအားလုံးမင်္ဂလာပါ။အခုပဲရရှိထားတဲ့ထိတ်လန့်ဖွယ်ရာကဘာသတင်းထူးကိုတင်ဆက်ပေးပါတော့မယ်။အရှိအလဲပိုင်းဒေသမှာစစ်မီးတွေတကြော့ပြန်တောက်လောင်လာပြီးအီရန်နိုင်ငံကဒူဘိုင်းမြို့အပါအဝင် UAE နိုင်ငံကိုအပြင်းအထန်တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။ယနေ့2026ခုနှစ်မီလ10ရက်တောက်ကြနေ့မှာတော့တကဘာလုံးကိုတုန်လှုပ်သွားစေမယ့်သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အီရန်နိုင်ငံဟာအာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံရဲ့စီးပွားရေးအချက်ချာဖြစ်တဲ့ဒူဘိုင်းမြို့ကိုဒုံးကျည်တွေတေမင်းတမန် drone တွေအသုံးပြုပြီးအရှိန်အဟုန်ပြင်းပြင်းနဲ့အပြင်းအထန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာလက်တလောမှာရရှိထားတဲ့အပြစ်အခတ်ရက်စက်ရေးသဘောတူညီချက်ကိုအစိတ်စိတ်အမွှားမွှားပြိုကွဲစေမယ့်အခြေအနေကိုရောက်ရှိနေပြီလို့ UAE ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ဒီနေ့မေလ10ရက်တောက်ကြနေ့နံနက်ပိုင်းမှာတင်အီရန်ဘက်ကနေပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေနဲ့ drone အမြောက်အများဟာ UAE ရဲ့ကောင်းကင်ယံကိုကျူးကျော်ဝင်ရောက်လာခဲ့တာပါ။ဒါပေမဲ့လည်း UAE ရဲ့ခင်မီလာတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာချက်ချင်းဆိုသလိုတက်ကြွစွာတုံ့ပြန်ခဲ့ပြီးကောင်းကင်ယံမှာတင်ကြားဖြတ်ပစ်ချနိုင်ဖို့အစွမ်းကုန်စ조사ခဲ့ကြပါတယ်။အာဏာပိုင်တွေဘက်ကတော့ပြည်သူတွေကိုအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။လေပေါ်ကနေပစ်ချလိုက်လို့ကျလာတဲ့ဒုံးကျည်အပြက်အစည်းတွေအစအနတွေကိုပြည်သူတွေအနေနဲ့တွားရောက်ကြည့်ရှုတာဓာတ်ပုံရိုက်တာနဲ့ကင်တွေထိတွေ့တာမျိုးလုံးဝမပြုလုပ်ကြဖို့အထူးသတိပေးထားပါတယ်။ဒါဟာအသက်အန္တရာယ်ရှိနိုင်တဲ့အပြင်မပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေပါဝင်နေနိုင်တာကြောင့်အလွန်ကိုစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီတိုက်ခိုက်မှုမတိုင်ခင်နိုင်ပိုင်းအလိုမေလ9ရက်ကြာသပတေးနေ့ညပိုင်းမှာလေထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒါကတော့ကမ္ဘာရေနံတင်ပို့မှုလမ်းကြောင်းရဲ့အသက်သွေးကြောဖြစ်တဲ့ဟော်မုတ်ရေလက်ကြားမှာရှိနေတဲ့အမေရိကန်ရေတပ်ဖြတ်တင်ပေါ်3စီးကိုအီရန်ကတိုက်ခိုက်ဖို့ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်စစ်ဌာနချုပ်ကဒီတိုက်ခိုက်မှုကိုအချိန်မီကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီးအီရန်စစ်တပ်ဆိုင်ရာပြစ်မှတ်တွေကိုမိမိကိုယ်ကိုကာကွယ်တဲ့အနေနဲ့လက်တုံ့ပြန်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲအမေရိကန်သင်္ဘောတွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။အခုလိုစစ်ရေးတင်းမာမှုတွေအရှိန်မြင့်နေချိန်မှာနိုင်ငံတကာခေါင်းဆောင်တွေရဲ့တုံ့ပြန်မှုကလည်းစိတ်ဝင်စားစရာဖြစ်နေပါတယ်။ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကမှရရှိခဲ့တဲ့အီရန်စစ်ပွဲအပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ဟာအခုတော့ကြီးမားတဲ့ချင်းချောက်မှုနဲ့ရင်ဆိုင်နေရပါပြီ။ဒါပေမဲ့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အခုဖြစ်ပွားခဲ့တဲ့အပြန်အလှန်ပစ်ခတ်မှုတွေကိုအသေးအမွှားလေးလိုပဲမှတ်ချက်ပြုခဲ့ပါတယ်။အပြစ်ခတ်ရက်စဲရေးဟာဆက်လက်တည်ရှိနေသေးဖြစ်ပြီးအီရန်နဲ့ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့သူကဆိုပါတယ်။ဒါဟာကမ္ဘာငြိမ်းချမ်းရေးအတွက်မျှော်လင့်ချက်တစ်ခုလားဒါမှမဟုတ်အခြေအနေကိုရှော့တွက်နေတာလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။တကယ်တော့ဒီပဋိပက္ခဟာ2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကလေးကစတင်ခဲ့တာဖြစ်ပါတယ်။ American Israel မဟာမိတ်တွေနဲ့အီရန်တို့ကြားစစ်ရေးအရထိပ်တိုက်တွေ့မှုတွေဖြစ်ပွားကြတဲ့က UAE နိုင်ငံရဲ့ဒူဘိုင်းနဲ့အဘူဒါဘီမြို့တွေဟာအီရန်ရဲ့ဒုံးကျည်နဲ့ drone ရာပေါင်းများစွာရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခြင်းကိုအကြိမ်ကြိမ်ခံခဲ့ရတာပါ။ပြီးခဲ့တဲ့မေလ9ရက်နေ့ကတည်းအီရန်ရဲ့ drone တိုက်ခိုက်မှုကြောင့်ဖူဂျေရာရေနံချက်ဆက်ရုံမှာမီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီးလူ3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လေကြောင်းခရီးစဉ်တွေလည်းအမြောက်အများရပ်ဆိုင်းခဲ့ရပါတယ်။ယနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုဟာဒူဘိုင်းမြို့ရဲ့လုံခြုံရေးကမ္ဘာလက်ခရီးသွားလုပ်ငန်းနဲ့လေကြောင်းပြန်တမ်းမှုတွေကိုပြင်းပြင်းထန်ထန်ချိန်ချောက်နေပါတယ်။စီးပွားရေးအရာလည်းကြီးမားတဲ့ထိခိုက်မှုတွေရှိလာနိုင်တာကြောင့်ကမ္ဘာဈေးကွက်ကပါစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။အရှိအလဲပိုင်းဒေသရဲ့အခြေအနေဟာအခုဆိုရင်တော့မီးတောင်တစ်ခုပေါက်ကွဲတော့မယ့်အတိုင်းအလွန်ကိုပူပြင်းလာပါတယ်။ဒူဘိုင်းလိုကမ္ဘာစီးပွားရေးအချက်အခြာနေရာတစ်ခုမှာအခုလိုတိုက်ခိုက်မှုတွေဖြစ်ပွားနေတာဟာတကမ္ဘာလုံးအတွက်တတိပေးကောင်းလောင်းတန်တစ်ခုပဲဖြစ်ပါတယ်။အခုတင်ပြခဲ့တာကတော့အီရန်ကဒူဘိုင်းကိုအပြင်းထန်တိုက်ခိုက်လိုက်တဲ့နောက်ဆုံးရသတင်းထူးတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့အခြေအနေအရရက်ကိုဆက်လက်စောင့်ကြည့်ပြီးထူးခြားမှုရှိတိုင်းအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိဘပြည်သူများအားလုံးလည်းဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီသတင်းကိုတော့ဗဟိုစီသတင်း channel ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်။